ခန္ဓာကိုယ်ရင်းပြီးလောက်ကင်စားတောက်နေရတဲ့မိန်းကလေးဆိုပြီးအထင်သေးတော့မလို့လားမဟုတ်သေးဘူးနော်သူ့ကိုလက်ဖျားနဲ့တော့မထီရက်လောက်အောင်တန်ဖိုးထားတဲ့ယောက်ျားတစ်ယောက်တော့သူ့မှာရှိနေနိုင်တယ်လေဇပွဲတို့လုတ်ကိုလုံနေရတဲ့ကောင်လေးဆိုပြီးနိုင်ထက်စီးနှင်းဆက်ဆံတော့မလို့လားမဟုတ်သေးဘူးနော်သူ့အတွက်ဘေးမတိရမခါဖို့နေ့စဉ်ဖះမှာဆူတောင်းပေးနေမဲ့အမေတစ်ယောက်တော့သူ့မှာရှိနေနိုင်တယ်လေသူများတကာအိမ်မှာအရင်ကူလုံနေရတဲ့အိမ်ပေါ်မိန်းကလေးဆိုပြီးအနိုင်ကျင့်တော့မလို့လားမဟုတ်သေးဘူးနော်သူပြန်ပိုးတဲ့လောအားကားနဲ့အသက်ဆက်နေရတဲ့မိသားစုတစုတော့သူ့မှာရှိနေနိုင်တယ်လေလူတကာအသက်အောင်ပြီးဖြတ်သွားလိမ့်ရှိတဲ့အမိုက်ပုံမှာအမိုက်သိမ်းနေတဲ့လူကြီးဆိုပြီးမတူမတန်သလိုဆက်ဆံတော့မလို့လားမဟုတ်သေးဘူးနော်သူအလုပ်ကနေပြန်လာရင်ဝမ်းသာရပြေးဖက်ပြီးခီးဦးကြိုပြုနေမဲ့သားသမီးတွေသူ့မှာရှိနေနိုင်တယ်လေတတိတယောက်အတွက်မန်နေဂျာတွေဘိုးဖွဲ့ဝင်တွေရှယ်ယာရှင်တွေနဲ့ CEO တွေပဲတန်ဖိုးရှိတာမဟုတ်ပါဘူးကားမောင်းပေးမဲ့ driver တွေတကားဖွင့်ပေးမဲ့လုံခြုံရေးတွေဖနက်တိုက်ပေးမဲ့အလုပ်သမားတွေနဲ့ချက်ပြုတ်ပေးမဲ့အင်အကူတွေလည်းတတိတယောက်အတွက်မရှိမဖြစ်တန်ဖိုးရှိကြပါတယ်လူတိုင်းအဖက်လုပ်ပြီးစကားမပြောကြတဲ့အောက်ခြေတဲ့အလုပ်သမားတယောက်ဟာသူမိသားစုမှာတော့အားကိုးအားထားပြုရာကျေးဇူးရှင်ဆံပြပုဂ္ဂိုလ်တယောက်ဖြစ်နေနိုင်တယ်လေတကူတယောက်ကိုတရားသူကြီးကထောင်ဒဏ်ချမှတ်လိုက်တဲ့အချိန်မှာလူတွေကျေနပ်နေကြမှာဖြစ်ပေမဲ့သူ့အတွက်ပူဆွေးကြေကွဲနေကြမဲ့သူ့ကိုတန်ဖိုးထားတဲ့မိသားစုတစုတော့ရှိနေနိုင်ပါတယ်မူလီတစ်ချောင်းဟာလမ်းပေါ်မှာကြာနေရင်တော့ဘာမှသုံးစားမရတဲ့အမိုက်တစ်ခုဖြစ်နေပေမဲ့ဒေါ်လာတန်းချီတန်းတဲ့လေရင်တစ်စီးအတွက်တော့အရေးအကြီးဆုံးအစိပ်ပိုင်းတစ်ခုဖြစ်နေနိုင်တယ်လေစာပြီးနားမလဲလောက်တာပဲဖြစ်ဖြစ်တွဲလာတာကြာလို့ရိုးရီလိုပဲဖြစ်ဖြစ်ချစ်သူရဲ့ဆွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ကောင်မလေးတယောက်မှလည်းသူ့အပေါ်တကယ်ချင်းမြန်လို့ပြီးထာဝရတန်ဖိုးထားမဲ့လက်တွဲပေါ်ချစ်သူတယောက်တော့ထပ်မံမျှော်လင့်နိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့တစုံတစ်ခုကိုတန်ဖိုးဖြတ်ကြတဲ့အခါမှာခံယူပုံချင်းမြင်တတ်ပုံချင်းနားလည်ပုံချင်းနဲ့လေးစားတတ်ပုံချင်းကွာခြားသွားကြလို့ပါ။ပုံမြင်လေးတစ်ခုကိုကြားဘူးပါတယ်။ရွာတေဝါလေသမားတယောက်ကိုမွေးတကောင်ကိုက်တက်လိုက်တယ်။အဲ့ဒီအခါမှာကြံတဲ့ရွာသားတွေကလေကွင်းတွေထဲမှာရှိတဲ့မွေတွေအားလုံးကိုလိုက်ရှာပြီးတပ်ဖြတ်ကြပါတယ်။ဒီလိုနဲ့မွေတွေကုန်တည်သွားပါတယ်။ဒါပေမဲ့လေသမားတွေကကြီးမားတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်ရပါတော့တယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့လေကင်းတွေမှာကြွက်တွေကအစမတန်များပြားလာပြီးတော့သူတို့ရဲ့တီးနှံတွေကိုကိုက်ဖြတ်ဖျက်ဆီးကြတာကြောင့်ပါ။ရွာသားတွေကပြဿနာကိုအရင်ဆက်လိုက်တဲ့အခါမှာကြွက်တွေကိုတပ်ဖြတ်စားတောင်းမဲ့မွေတွေမရှိတော့တာကြောင့်ကြွက်တွေကအစမတန်တိုးပွားလာရခြင်းကြောင့်ဖြစ်နေတာပါ။အဲ့ဒီအခါမှာတော့ရွာသူရွာသားတွေအားလုံးဟာသူတို့ရဲ့အသက်ကိုရန်ရှာလေးရှိတဲ့မွေတွေရဲ့တန်ဖိုးကိုနားလည်သွားကြပါတော့တယ်။တက်ရှိပဲဖြစ်ဖြစ်တတ်မဲ့ပဲဖြစ်ဖြစ်ဘူးဖြစ်ဖြစ်တလိမ့်ဆန်ဖြစ်ဖြစ်ချမ်းသာသူပဲဖြစ်ဖြစ်ဆင်းရဲသူပဲဖြစ်ဖြစ်ပညာတတ်ပဲဖြစ်ဖြစ်ပညာမတတ်တဲ့သူပဲဖြစ်ဖြစ်အထက်တန်းလွာပဲဖြစ်ဖြစ်အောက်ခြေလူတန်းသားပဲဖြစ်ဖြစ်သူ့နေရာနဲ့သူတန်ဖိုးနဲ့သူတို့ကိုအစင်မြဲချစ်ခင်တန်ဖိုးထားမဲ့သူရှိနေစမြဲဆိုတာမမေးလိုက်ပါနဲ့ဒါကြောင့်ဘယ်သူတူတယောက်ကိုမှနှိမ့်ချမဆက်ဆံပါနဲ့လူတိုင်းမှာကိုယ်စီတန်ဖိုးတွေရှိနေကြပါတယ်